ကလေးတွေပြောတာနားထောင်နေကြပါတယောက်နဲ့တယောက်စကားပြောနေကြပါတယောက်နဲ့တယောက်စကားပြောနေတဲ့ကလေးတွေကိုလည်းတွေ့ရတယ်အဲ့ဒါကိုစိတ်ကမရှိတာပဲဒီဟာကိုသဘောပေါက်ရမယ်ကလေးတွေတည်းမဟုတ်လူကြီးတွေလည်းဒီလိုပဲလှုပ်ထားအောင်ကျမတို့တွေ့ကြရပါတယ်ကျမတို့ဆိုလို့ရှိရင်ဒီဟာကိုတစ်ခါတည်းပြောရပါတယ်ဒီလိုအခမ်းအနားမှာဆိုလို့ရှိရင်ဘယ်သူမှအတင်းကျပ်မတက်မနေရဆိုတော့တက်ခိုင်းတာမဟုတ်ပါဘူးတက်လာပြီဆိုလို့ရှိရင်တော့ကိုယ်စီကိုစောင့်ရမယ်တက်လာပြီဆိုလို့ရှိရင်တော့ဒီအခမ်းအနားမှာဘယ်သူပဲဘာပဲတက်ပြောနားထောင်ရမယ်နားမထောင်ကြလို့ရှိရင်အခန်းပြင်ကိုထွက်သွားလို့ရတယ်ဒါစိတ်ကန်းရှိခြင်းဆိုတာအဲ့ဒါတခုပါပဲကျမတို့အစတည်းကဥပမာကျမနိုင်ငံရေးစလုပ်ကြတဲ့ကကျမတို့ရဲ့အဖွဲ့အစည်းဝေးတွေမှာဆိုဒါကိုခဏသတိပေးရတယ်ကိုယ့်ကိုလူများတွေကလေးစားခြင်းကိုယ်ကလည်းလူများတွေကိုလေးစားရမယ်စိတ်ကန်းကိုလိုက်နာရမယ်လေးစားတဲ့နေရာမှာလေးစားတာကိုပြရမယ်အဲ့ဒါကိုတော့သိအရေးကြီးပါတယ်အခုပြောလိုက်တော့စကားပြောနေတာခါရရပ်သွားတော့ဒီလိုသတိပေးမှစိတ်ကန်းကိုထိမ့်သိမ်းရမှာမဟုတ်ဘူးကိုတစ်ချိန်လုံးသတိပေးသွားရမှာအပြင်လူကသတိပေးမှစိတ်ကန်းကိုထိမ့်သိမ်းနေဆိုရင်ကိုဟာလွတ်လပ်တဲ့လူတယောက်မဟုတ်တော့ဘူးတကယ်လွတ်လပ်တဲ့လူဆိုတာကိုစိတ်ကန်းကိုထိမ့်တယ်ကိုသတိပေးရတယ်ဘယ်စိတ်ကန်းကိုထိမ့်သိမ်းရမယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဂုဏ်သိက္ခာဆိုတာဘာလဲဆိုတော့ကိုသတိပေးရတယ်ကိုသတိပေးပြီးတော့ကိုသတိပေးရဲ့အရာကိုလိုက်နာနိုင်မှသာလေတကယ်လွတ်လပ်တဲ့လူကြီးတွေဖြစ်လာမှာပါအဲ့တော့ခင်တော့မောင်မယ်လေးများဟာလေကိုယ့်ရဲ့တန်ဖိုးတွေကတိုင်းကလုံးကိုပြတ်သွားနိုင်အောင်လို့ကြိုးစားကြပါကင်းတော့ဝင်ပြီးတော့လုပ်တယ်ဆိုတာဟာဘာကြောင့်လုပ်တယ်ဆိုတာလဲဘယ်တော့မှမမေ့ပါနဲ့လို့ကျွန်မတိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်